ဒီနေ့ကတော့အိမ်မှာလွယ်တကူနဲ့ကင်ချီလောက်စမ်းနည်းလေးကိုလာပြီးတော့မျှဝေပေးတာပဲဖြစ်ပါတယ်။ခါတိုင်းကတော့ကိုရီးယားငရုတ်နဲ့လောက်တာဖြစ်ပေမဲ့ဒီနေ့ကတော့လွယ်လွယ်ကူအိမ်မှာရှိတဲ့ငရုတ်တိမုံနဲ့ပဲလုပ်ထားပါတယ်။မုံကြီးဖြူကိုနှစ်ထုပ်သုံးထားပါတယ်။မုံလာဥဖြူကင်ချီကလည်းစားကောင်းတာမို့မုံလာဥဖြူလေးတွေကိုလည်းများများထည့်ထားပါတယ်။နည်းများများရပြီးတော့အရသာလေးချိုအောင်လို့ပန်းသီးဒါမှမဟုတ်ရင်ပန်းသီးတော်တီကိုသုံးနိုင်ပါတယ်။ချင်းတက်တဲ့ချက်သွန်ဖြူ3လေးမွာနဲ့ချက်သွန်ကြီးတစ်လုံးလောက်လည်းလိုအပ်ပါတယ်။မုံကြီးဖြူတွေကိုဓာတ်နဲ့အလယ်ကနေတည်တည်ချာချာခွဲထားပေးပါ။ဟိုကအတုံးလေးစားခြင်းနဲ့ဆိုရင်တော့ဓာတ်နဲ့လွှာထားပေးပါ။ကျွန်မကတော့အပင်လိုက်တဲမှာဖြစ်လို့အပင်လိုက်ဓာတ်နဲ့ခွဲပြီးတော့အလယ်ကရွှွနေတဲ့မကျန်အောင်ရေကိုတေချာစီးပါတယ်။စားလေးနဲ့တည်တည်ချာချာအတွင်းမကျန်ပို့ပြီးတော့စားလေးနဲ့နယ်ပြီးနှပ်ထားပေးလိုက်ပါတယ်။အရသာလေးအောင်အစွန်ကြောက်ကလေးကိုလည်းအသုံးပြုထားပါတယ်။အဝင်ပစ္စည်းတွေကိုကြိတ်ထားပေးပါ။မုံကြီးဖြူပင်ကိုနှပ်ထားတော့မှကျန်တဲ့ပစ္စည်းတွေကိုဒါလေးနဲ့တည်တည်ချာချာလေးပိုလိုပုံသွင်းထားလိုက်ပါမယ်။ချက်သွန်နဲ့ရမုံလာဥဖြူရဲ့အနီရကိုသုံးထားပါတယ်။အနည်းလောက်ဖို့အတွက်ရေ2ခွက်ဆန်မုံကို2ဆွန်းသုံးထားပေးပါမယ်။ပြီးရင်တခြား3ဆွန်းထည့်ပါတယ်။ငရုတ်သီးမုံကိုလည်း5ဆွန်းလောက်ထည့်ပါတယ်။ဆန်မုံနဲ့တည်ချာချာလေးပြည့်အောင်ကြိုပြီးရင်ခုနကလေးဖြတ်ထားတဲ့အသီးရွက်တွေကိုထည့်ပါမယ်။ငံပြာရည်လေးကိုလည်းဇွန်းကြီးနဲ့1ဆွန်းလောက်သုံးထားပါတယ်။ပန်းသီးငရုတ်ဒီချက်သွန်ချင်းချိတ်ထားတဲ့အနည်းတွေကိုလည်းထည့်ပြီးတော့နေပေးပါမယ်။အရာလေးလားကျနာမုံငရုတ်သီးမုံ1ဆွန်းကိုလည်းထည့်ပြီးတော့တည်ချာချာလေးနေလိုက်ပါတယ်။နေပြီးတော့တဲ့အချိန်မှာတော့အပေါ့ငံပြီးငံပြားလေးလိုရင်ထည့်ပေးပါအချိုလိုရင်တခြားထည့်ပါအရသာနေထားပြီးတဲ့အချိန်မှာခဏနေကစားစိမ်ထားတဲ့မုံညူးဖြူကိုရေ9တက်လောက်တည်ချာချာလေးဆေးလိုက်ပါမယ်ရေဆေးပြီးတော့ရေကိုတည်ချာချာပြောင်းအောင်ညစ်ပါရေညစ်ပြီးပြီဆိုရင်တော့ခဏနေကနေထားတဲ့အနည်းထဲမှာတည်ချာချာလေးအရသာဝင်အောင်နေပေးလိုက်ပါမယ်မုံရင်းဖြူပင်နေတဲ့ကိုအရသာတည်ချာဝင်အောင်နေပြီးပြီဆိုရင်ဘူးလေးထဲမှာထည့်ပြီးအပြင်ဘူးချိန်မှာ24နာရီထားလိုက်ပါမယ်24နာရီပြည့်ပြီဆိုရင်အရသာကိုမြည်ကြည့်ပေးပါချင်လာပြီဆိုရင်ရေကတစ်တာထဲမှာထည့်ပြီးတော့သုံးဆောင်နိုင်ပါပြီရှင်